သားရည်ကြည်ကျင်နေအသားရည်လှကျင်နေကိုယ့်ရဲ့အသားရည်ကိုပြောင်ပြောင်ကြည်ကြည်လေးဖြစ်ကျင်နေဆိုရင်ဘာမှမလိုဒီလိုစုံတွင်းလေးပဲလိုရတယ်ရှင်နော်အသားရည်လှအသားရည်ဖွေးကျင်နေနော်ကြည်ကြည်လေးဖြစ်ကျင်နေအသားဖြူကျင်နေလို့ဆိုဒီလိုစုံလေးကိုသုံးပြီးနော်ဒါလေးရဆိုလို့ရှိရင်မျက်နှာတိုက်လို့ရတယ်ခန္ဓာကိုယ်တိုက်လို့ရတယ်ဒါကပေါ်ယူလို့ရှိရင်ပေါ့နော်ဒီမျက်နှာတိုက်လို့ရတဲ့ခန္ဓာကိုယ်လို့တိုက်တဲ့အားလေးကကြတော့ဘာလဲဆိုရင်တင်းတိတ်သမားတွေအတွက်ဆိုအဆင်ပြေတင်းတိတ်သမားတွေအသားရည်6တဲ့လို့ဆိုရင်ဒီမျက်နှာတစ်ဆေးလေးကပိုပြီးအဆင်ပြေရပေါ့နော်ပိုကောင်းတယ်တင့်တော်တယ်ပြီးခန္ဓာကိုယ်တွေတိုက်လို့ရတယ်ဟောတင်းဆက်ပြားလေးဒါလေးကဆိုလို့ရှိရင်အသားရည်ပေါ့နော်ဘယ်လိုပြောမလဲမညီတာတွေကိုပြန်နှိပ်ပေးရဲ့ body lotion ပြဗီတာမင် C ပါတဲ့အတွက်ကြောင့်အသားရည်ကိုပြန်လဲကောင်းမွန်လုပ်ပေးပေါ့နော်ဒီမှာတော့ UV တော့မပါဘူးဒါပေမဲ့ UV ပါတဲ့ lotion လေးနဲ့တွဲလိမ့်ပေးပေါ့နော်ညဘက်ဆိုလို့ရှိရင်တော့တီလေးလိမ့်ပေးအသားရည်ကိုပြန်ပြီး treatment လုပ်ပေးပါတယ်ရှင်ပြန်လဲကောင်းမွန်တယ်ပေါ့နော်အဲ့လိုစီးကက်ကက်ကြီးဖြစ်မနေဘဲနဲ့အသားရည်ကိုလေးလိုက်ထားလိုက်အီလေးဖြစ်နေတဲ့ခံစားချက်ကိုရတချို့တွေလူတွေဆိုရင်အမျိုးသားရောအမျိုးသမီးရော lotion တွေကိုမကြိုက်ကြအောင်စီးကက်ကက်ကြီးဘယ်လိုပြောမလဲ short တွဲဖြစ်တာပေါ့ဒါမျိုးကအဲ့လိုမျိုးမဟုတ်ပဲသူကလေးလိုက်ထားတဲ့အသားတွေကိုလုံးဝစိတ်ဝင်ပြီးတော့အသားရည်ရမှုတ်ပြီးတော့ရှော့မှုတ်သွားတဲ့အခန်းစားချက်ကိုရရှိတယ်ပေါ့နော်အသားရည်ကိုပြန်လဲကောင်းမွန်ပြီးသူကဘယ်လိုလဲဆိုတော့အသားရည်လေးကရှော့မှုပြီးတော့ကြည်ကြည်လေးပြောင်ပြောင်လေးအီလေးအဲ့လိုဖြစ်သွားတဲ့ခံစားချက်ကိုရရှိနေပေါ့နော်အသားဖြူခြင်းနဲ့ဆိုလို့ရှိရင်ဒီနဲ့တော့ဒီစုံတွဲကိုသုံးပါလို့ပြောချင်ပါတယ်ရှင်ငါကတော့အမျိုးသားအမျိုးသမီးရောသုံးလို့ရတဲ့အရာလေးပါနော်